တိမ်မောင်ဟာပြိုင်ပွဲကင်းတဲ့ဘားတော့လေဝေးစင်အားကစားသမားတယောက်ပါခုချိန်ထိတော့သူ့ကိုနိုင်အောင်စောနိုင်တဲ့ပြိုင်ပွဲဆိုတာမရှိသေးတာဖြစ်ပါတယ်တရက်မှာတော့ဒေသတစ်ခုကိုသွားကြရင်ဘားကျူကစားနည်းကိုကျွမ်းကျင်တဲ့ဘိုးလုံးနဲ့ဆိုမှာတော့တယ်ဘိုးလုံးကသူ့ထက်ဝါရင်တဲ့သူတွေကိုတော့နိုင်တယ်ဆိုပြီးပြောနေကြပါတယ်တိမ်မောင်လည်းသိကျင်စိမ့်နဲ့ဘိုးလုံးနဲ့ဆော့ခဲ့ပါတယ်ဘိုးလုံးကသူသာနိုင်ခဲ့ရင်သူ့ကိုတပည့်ဖြစ်ခွင့်ပေးရမယ်လို့တိမ်မောင်ကိုပြောပါတယ်တပည့်ရှုံးနေသွားတဲ့တိမ်မောင်ဟာဘိုးလုံးအပေါ်စိတ်ဝင်စားသွားခဲ့ပြီးတပည့်အဖြစ်လက်ခံလိုက်ပါတော့တယ်တိမ်မောင်ကကိုရီးယားမှာရှိတဲ့ဘားကျူအဖွဲ့အစည်းကိုဘိုးလုံးကိုခေါ်လာလိုက်ပါတယ်တိမ်မောင်ကဘိုးလုံးကိုသူ့အိမ်မှာပဲနေခိုင်းခဲ့ပါတယ်တိမ်မောင်ရဲ့မိမလှလှကလည်းဘိုးလုံးကိုနေထွေးစွာကြိုဆိုပါတယ်မြို့ပေါ်ရောက်လာတဲ့ဖိုးလုံးတယောက်သူ့ရဲ့ဘာဒုပညာနဲ့တယောက်ပြီးတယောက်အနိုင်ယူခဲ့ပါတယ်။ကစားသမားတွေအားလုံးကလည်းဖိုးလုံးရဲ့စွမ်းရည်ကိုအံ့ဩနေကြပါတယ်။အသက်ငယ်ငယ်လေးနဲ့အရန်တော်တဲ့ဖိုးလုံးကိုချီးကျူးကြပါတယ်။အိမ်ပြန်ရောက်တော့သိန်းပေါင်ကဖိုးလုံးကိုဆူပါတယ်။အခုမှစတင်ယူရမယ့်လူကနှစ်ပေါင်းများစွာတင်ယူခဲ့တဲ့စီနီယာတွေကိုဟာတာလို့မလုပ်ဖို့သိန်းပေါင်ကဖိုးလုံးကိုသတိပေးတယ်။ကစားတဲ့အခါတစ်ဖက်လူကိုလေးစားမှုရှိဖို့စာပြီးတင်ယူခိုင်းပါတယ်။သိန်းပေါင်ကဖိုးလုံးကိုစာအုပ်တချို့ပေးပြီးအခြေခံကစလို့တင်ယူခိုင်းပါတယ်။သိန်းပေါင်ကဖိုးလုံးနဲ့ဘာတော့ကစားခဲ့ပြီးအခြေခံကစလို့တင်ပေးပါတော့တယ်။ကစားနည်းကစားဟန်ကစားသူ့ပုံစံအတိုင်းတင်ကြားပေးခဲ့ပါတယ်။ချိန်နေကြတော့ဖိုးလုံးနဲ့ရွေရောက်လာခဲ့ပြီးပြိုင်ပွဲတွေကိုဝင်ပြန်ရတော့မှာပါ။တိမ်မောင်ကလည်းဖိုးလုံးကိုအကောင်းဆုံးပြောထောင်ပေးပါတယ်။ဒါပေမဲ့ဖိုးလုံးရဲ့ကစားမှုစွမ်းရည်ကအရင်ကလိုတိုးတက်မလာပဲတဖြည်းဖြည်းနဲ့ညံ့လာခဲ့ပါတယ်။လက်ရည်စမ်းပြိုင်ပွဲတွေမှာလည်းဖိုးလုံးကရှုံးပါတယ်။ဖိုးလုံးဘက်ကအလောင်းစားလုပ်ခဲ့သူတွေကရှုံးသွားခဲ့ကြပါတယ်။တိမ်မောင်ကြောင့်ဖိုးလုံးဒီလိုဖြစ်နေတာဆိုပြီးအပြစ်တင်ကြတယ်။ဒါကိုကြားတဲ့ဖိုးလုံးကစိတ်မကောင်းဖြစ်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတော့တယ်။တိမ်မောင်ရဲ့ကစားကွက်တွေကသူနဲ့မကိုက်ညီဘူးဆိုတာဖိုးလုံးကသိသွားခဲ့ပါတယ်။ဘယ်သူမှပုံတူမကူးနိုင်မဲ့သူ့ရဲ့ဘားတူကိုရှာဖွေမယ်လို့ဖိုးလုံးကဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဖိုးလုံးရဲ့ဆုံးဖြတ်ချက်ကြောင့်တိမ်မောင်စီမှာစတင်ပြီးအောက်ခံရပါတယ်။သူ့ရဲ့ကစားနည်းတိုင်းမစောတဲ့ဖိုးလုံးကိုတိမ်မောင်ကဒေါသထွက်နေပါတယ်။ဖိုးလုံးကလည်းဆရာဖြစ်သူရဲ့ကစားနည်းဟာသူနဲ့မကိုက်ညီဘူးဆိုတဲ့အကြောင်းကိုပြန်လဲခြေပါပါတယ်။တိမ်မောင်ကလည်းစိတ်ဆိုးပြီးသူ့ရဲ့တပည့်မဖြစ်ထိုင်ဘူးပြောပြီးထွက်သွားပါတယ်။ဖိုးလုံးလည်းစိတ်မကောင်းဖြစ်သွားပြီးအိမ်ကနေတိတိလေးထွက်သွားပါတယ်။တိမ်မောင်ကဖိုးလုံးရဲ့စာကိုတွေ့ပြီးဖိုးလုံးအနောက်ကိုလိုက်သွားခဲ့ပါတယ်။တိမ်မောင်ကဖိုးလုံးကိုပြန်ခေါ်ခဲ့ပြီးဖိုးလုံးရဲ့ကစားနည်းတိုင်းသာစော်ခိုင်းခဲ့ပါတယ်။လက်ရည်စမ်းပြိုင်ပွဲတိုင်းဖိုးလုံးကနိုင်သွားခဲ့ပြီးတိမ်မောင်ရဲ့ပြိုင်ပွဲဖြစ်လာနိုင်တယ်လို့အားလုံးကထင်ကြေးပေးကြပါတယ်။နောက်ဆုံး final ပွဲကိုရောက်လာပါတယ်။တိမ်မောင်တယောက်တပည့်ဖြစ်သူဖိုးလုံးအတွက်စိတ်လှုပ်ရှားနေပါတယ်။အဆုံးမှာတော့ဖိုးလုံးကတိမ်မောင်ရဲ့စိန်ခေါ်သူတယောက်ဖြစ်လာပါတယ်။သူ့ရဲ့အားနည်းချက်ကိုရေးထားတဲ့ဖိုးလုံးရဲ့မှတ်စုကိုတိမ်မောင်ကအမှတ်တမဲ့တွေ့သွားခဲ့ပါတယ်။ဆရာတပည့်နှစ်ယောက်ရဲ့ပြိုင်ပွဲကစတင်တော့မှာဖြစ်ပါတယ်။တိမ်မောင်ကအနိုင်ရှုံးပေါ်မှာရန်ဆွဲလက်မထားဖို့ဖိုးလုံးကိုမှာပါတယ်။ကင်မရာတစ်ဖက်ဖက်နဲ့တိမ်မောင်နဲ့ဖိုးလုံးရဲ့ပြိုင်ပွဲကစတင်ခဲ့ပါပြီ။ပထမပိုင်းမှာတိမ်မောင်ကရေးတာနေခဲ့ပါတယ်။ဖိုးလုံးကဘလို့အနိုင်ယူရမလဲဆိုတာလက်စေးအတွင်းနေခဲ့ပါတယ်။တမင်းစားချိန်မှာတပည့်ဖြစ်သူကအရှော့ပေးဖို့တိမ်မောင်ကိုဝိုင်းပြောကြပါတယ်။ပြိုင်ပွဲကပြိုင်ပွဲပဲလို့တိမ်မောင်ကပြန်ပြောပါတယ်။တိမ်မောင်နဲ့ဖိုးလုံးတို့ဒုတိယပိုင်းကိုဆက်လက်ပြိုင်ကြပါတယ်။ဖိုးလုံးကသူ့ရဲ့စိတ်တွေကိုစူးသိလိုက်ပါတော့တယ်။ပြိုင်ပွဲကတစ်ဖြည်းဖြည်းနဲ့အချိန်တက်လာကြပါတယ်။တိမ်မောင်ကလည်းအနိုင်ယူရေးအသေးအံစဉ်းစားရပါတယ်။တယောက်နဲ့တယောက်အကျိန်းနဲ့ပြိုင်ကြပြီးချိန်မှာတော့ဆရာဖြစ်သူတိမ်မောင်ကိုတပည့်လေးဖိုးလုံးကအနိုင်ယူနိုင်ခဲ့ပါတယ်။လူတိုင်းကအနိုင်ယူခဲ့တဲ့တိမ်မောင်အတွက်ခံပြင်းစိတ်တွေနဲ့အတူထွက်သွားပါတယ်။သူ့ရဲ့ကြာရှုံးမှုအတွက်မယုံနိုင်ခြင်းများစွာဖြစ်နေပါတယ်။လှလှကဖိုးလုံးကိုတော်ကြောင်ချီးကျူးပါတယ်။တိမ်မောင်ကသူ့ရဲ့ကစားနည်းကိုပြန်သုံးသပ်နေခဲ့တယ်။ဖိုးလုံးနဲ့တိမ်မောင်ကပွဲစဉ်တိုင်းမှာပြိုင်ပွဲဖြစ်အမြဲတမ်းရှင်ပြိုင်ကြရတယ်။ဖိုးလုံးကလည်းအသက်ငယ်ဆုံးကစားမဖြစ်အားလုံးရဲ့ပါးစပ်ပြားမှာရေပန်းစားနေခဲ့တယ်။ပွဲစဉ်တိုင်းမှာဖိုးလုံးကနိုင်ရရှိခဲ့တာဖြစ်လို့တိမ်မောင်ကနိုင်ပွဲမရှိနဲ့အဆုံးသတ်သွားခဲ့တယ်။တိမ်မောင်ကဖိုးလုံးကိုချီးကျူးခဲ့ပြီးတင်မေးစရာမရှိတော့တာဖြစ်လို့သူ့စီကနေထွက်သွားခိုင်းလိုက်တယ်။ဖိုးလုံးကဆရာကိုနှုတ်ဆက်ကြော့ခဲ့ပြီးဝမ်းနဲ့စွာနဲ့ထွက်သွားခဲ့ပါတယ်။ဒီနေ့ကြာပြီးချိန်မှာတော့ဆရာရင်းနဲ့တပည့်ရဲ့ပြိုင်ပွဲကပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အားလုံးကလည်းစိတ်လှုပ်ရှားစွာနဲ့ကြည်နေခဲ့ကြပါတယ်။15ပွဲဆိုတော့ရှုံးနေတဲ့ရင်ဆိုင်ပြီးချိန်မှာတော့တိမ်မောင်တယောက်တပည့်ဖြစ်သူကိုပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။ပြိုင်ပွဲတိုင်းကိုဆရာတပည့်နှစ်ယောက်ကတည်းကြွနဲ့ဆက်လက်ရှင်ပြိုင်ကြရင်ဇလန်လေးလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဆရာနဲ့တပည့်လက်ဆောင်ထက်ဆိုလို့ဆရာဆိုတာဆရာပါပဲ။ဆရာကိုတော့ဆရာပြန်မလို့မိကြပါစေနဲ့။အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။